我就在那什么，加送雷比到咱的刚刚一面，雷哟，雷耶，来看到的是上走。
ကိုရွတ်ချင်အောင်ကာဝယ်နိုင်တာပညာပဲဖြစ်ပါတယ်ပညာမဲ့ရင်သူတစ်ပါးရဲ့တည်ဆောင်ကိုခံရတတ်တယ်ဒါကြောင့်သားတို့သမီးတို့ဟာအနာဂတ်မှာတိုင်းပြည်ကိုဥဆောင်မဲ့သူတွေဖြစ်တဲ့အတွက်ပညာကိုဆုံးကိုင်းနိုင်အောင်သင်ယူကြရမယ်နံပါတ်၄ချက်အနေနဲ့အကျင့်စာရိတ္တကောင်းမွန်ကြဖို့ဒီပြောင်းဘာကကြောင့်ကျောင်းသားတွေဆိုတာလောကီပညာတွေမကဘဲနဲ့မြတ်စွာဘုရားရှင်ရဲ့အဆုံးအမတွေဖြစ်တဲ့လောကပါဠိတရားတွေကိုလေ့လာခွင့်ရတဲ့သူတွေဖြစ်တယ်။ဒါကြောင့်ဘုရားရဲ့ပုံပြီးတော့စီကံရှိရမယ်၊ဒုသားရမယ်၊မိဘဆရာတွေကိုယုံကြည်ရမယ်။အခြေစာရိတ္တကောင်းတဲ့သူတွေနိုင်ငံအတွင်းမှာများမှသာလွတ်လပ်ရေးကပုံပြီးဖြစ်နေမှာဖြစ်တယ်။နောက်တစ်ချက်အနေနဲ့မျိုးချစ်စိတ်နဲ့ရှိရဖို့ဖြစ်တယ်။ကိုယ့်ရဲ့နိုင်ငံကိုယ့်ရဲ့လူမျိုးမိမိနိုင်ငံမိမိလူမျိုးမိမိဘာသာသာသနာကိုချစ်မြတ်လို့ရမယ်